ဟုတ်ကဲ့၄သိန်းဝန်းကျင်မှာနောက်ထပ်ရွေးချယ်လို့ရမယ့်ဖုန်းလေးတစ်လုံးကျွန်တော်ထပ်ပြီးတော့ပြပေးအောင်မယ်နော်ဒီကောင်လေးကတော့ Redmi 14C Ran 8256K official global အလုံးလေးပါဒီကောင်လေးက official global လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒါနောက်ကျောမှာ CE တစ်စိတ်လေးပါမယ်ဖုန်းရဲ့ဒါအောက်နာ Redmi ဆိုတဲ့စလုံးအောင်ပါပေါ့နော် CE တစ်စိတ်လေးလည်းပါမယ်ပြီးတော့ဒီကောင် official running ကလိမ်မွန်အောင်လေးလည်းပါမယ်ခင်ဗျာနော်ဒါအလုံးလေးကလည်းတော်တော်လေးတန့်မယ်ဗျာပေါ်ကြီးအော်ဘက်လေကိုအဲ့ဒါလုံးဝရှင်းပါတယ်အစ်စ်နီးပါးလောက်ကိုတန့်မယ်ဘူးကျိုးစုံလည်းပါမယ်ဒီကောင်လေးဆိုရင်ဒါ origin နဲ့ charging watt က33 watt ပေါ့နော်33 watt adapter လေးကြိုးကောင်းတွဲရလေးပါမယ်အလုံးလေးကတော်တော်တန့်တယ်အပေါ်ဆင်အနာစာလုံးဝမရှိဘူးအဲ့ဒါလုံးဝရှင်းပါတယ်မိကောင်းကြော်ခွာလေးလည်းရှင်းပါတယ်ကျွန်တော်တို့ဒါတေးရှာစစ်ဆေးပြီးတော့မှရောင်းပေးတာပါနော်ဒီကောင်လေးကိုရောင်းပေးမဲ့ဈေးနှုန်းလေးကတော့ဒါ4,2500ကျပ်ပါခင်ဗျာအလုံးလေးကဒါအစိမ်းရောင်လေးပါနော်ဒါ Ran 8256 memory များများလဲသုံးကျင်တယ် Google Basic ပါတာလေးလဲသုံးကျင်တယ်ဆိုရင်တော့ဒီ Redmi လေးကိုဒါရွေးချယ်ဖို့တင်တယ်ဆိုတာလေးကျွန်တော်ပြပေးတာပါခင်ဗျာစိတ်ဝင်စားလို့မိတ်ဆွေတို့လာရောက်ပြီးတော့ဝယ်ယူချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဆိုင်မှာမျက်မြင်လာရောက်ကြည့်ရှုဝယ်လို့ရပါတယ်ဆိုင်လိပ်စာလေးကတော့အမှတ်84ရန်ကုန်အင်းစိန်လန်းနဲ့ဥယေကလန်းတောင်မှာပါခင်ဗျာဖုန်းမှာဆိုရင်ကျွန်တော်တို့ဒါကာဗာလေးလည်းပါမယ် original adapter ကြိုးအောင်တွဲရက်လေးတွေပါမယ်စင်ပင်လေးတွေလည်းပါအောင်မယ်ခင်ဗျာရန်ကုန်မြို့တွင်ဆိုရင်အိမ်ရောက်ငွေချင်နဲ့မှာလို့ရပါတယ်0969583984ကျွန်တော်တို့ရဲ့ဆိုင် Viber နံပါတ်ကနေဆက်သွယ်ပြီးတော့မှာလို့ရပါတယ်ကြံမျိုးတွေကတော့ငွေလဲရောက်မှာပဲကျွန်တော်တို့ delivery service အပ်ပေးပါတယ်ခင်ဗျာကျွန်တော်ဆိုင်မှာဝယ်ယူသွားတဲ့မြည်သည့်ဖုန်းမဆိုအဲ့ဒါအာမခံအလုံးလုံးပေးပြီးတော့ရောင်းချပါတယ်ကျွန်တော်ဆိုင်ကဝယ်ယူသွားတဲ့ဖုန်းတိုင်းကိုလည်းအချိန်မီကျွန်တော်တို့က% လျှော့ပြီးတော့ပြန်ရောင်းပြန်လဲအလဲထက်တွေလည်းလုပ်ဝေးပါတယ်ခင်ဗျာဆိုင်မှာကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုဝယ်ဖို့ဒီနေရာနဲ့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါ